နံပါတ်1ကတော့စီရင်တာပေါ့နော်ဘာပဲလုပ်လို့စီရင်တာပါဖို့အင်မတန်မှအရေးကြီးတယ်ဒီချေတို့ဟင်းချက်တာတော့မှမတူဘူးလေစီရင်တာပါတဲ့လူနဲ့မပါတဲ့လူနဲ့ဒုတိယတစ်ချက်ကတော့ရိုးသားမှုပေါ့နော်ဒါကတော့ဒီချေတို့ဒါလုပ်ငန်းခွင်ထဲမှာတစ်သက်လုံးသုံးချသွားမှာဒီချေတို့လူတွေစီကယုံကြည်မှုရဖို့ကရိုးသားမှုရှိဖို့အဓိကပဲနံပါတ်3ကတော့ကိုချင်းစာတရားပေါ့ကိုသုံးလိုက်တဲ့ပမာဏလေးနဲ့ထိုက်တန်တဲ့ပစ္စည်းဘယ်သူမှဆိုရချင်တာပဲ၄ချက်မြောက်ကတော့ဒီချေတို့ဒီ product knowledge ပေါ့နော်ကိုရောင်းချနေတဲ့ကိုရဲ့ပစ္စည်းတွေ service တွေနဲ့ပတ်သက်လို့ကျွမ်းကျင်ချင်းဒီချေတို့ကရှင်းပြရဖို့လိုတယ်ကိုလုပ်နေတဲ့အလုပ်ကိုင်းတဲ့အားလုံးကိုကျွမ်းကျင်စွာတက်မြောက်သွားဖို့လိုအပ်တယ်နောက်ဆုံးတစ်ချက်ကတော့စိတ်ရှည်တည်ခံနိုင်မှုပေါ့နော်ဒေါသတွေရှိမထားဘဲနဲ့တိခန့်စိန်လေးတစ်ခုမွေးဖို့တယောက်နဲ့တယောက်ပေါ်မှာချက်ချင်းတစ်ခနဲ့မတုတ်ပြန်မယ်နဲ့တိခန့်စိန်လေးမွေးဖို့ဒီ၅ချက်ကတော့အရေးကြီးဆုံးလို့ပြောချင်ပါတယ်စားတော့တအောင်လေးလောက်ကတော့အကြာကြီးဆိုတာအဲ့ဒါကိုပြောတာအောင်ချမ်းပြောတဲ့စကားနဲ့စားရတော့တအောင်လေးလောက်လိုက်ရတာမိုးလေးနေရမပြီးတော့အုံးမဲတွေပေးလူလို့ပစုံငပိရလဲဒေါ်လေးရဲ့ဟိုတစ်ခေါက်ထောင်းတဲ့ပစုံငပိရမရှိတော့ဘူးပစုံငပိရမကောင်းမီးဖုတ်တာအကြာကြီးဖုတ်တာပျော့စီရေတွေဝင်နေတာပစုံငပိရကောင်းတယ်ဒေါ်လေးထားတာကမကောင်းတာဒေါ်လေးကရေတွေနဲ့ရွှဲနေအောင်လုပ်ထားရေကမချိုးရသေးဘူးရေကဒီချိန်ဆိုရေချိုးပြီးွားရေမချိုးရသေးတော့အကုန်လုံးထည့်ထောင်းလိုက်တော့ထောင်းပါတယ်ရန်ဒီထောင်းလိုက်ရပါတယ်တပူးကို1500ပါစားကျင်တဲ့လူအော်ဒါတင်လို့ရပါတယ်လူရေကန့်တက်နေပါမလုံနိုင်တော့ပါဘူးလူရေကန့်တက်နေပါလူရေကန့်တက်လည်းဘယ်နှယောက်လဲဆိုတော့1ယောက်ပါအဲ့လောက်ဒီမစွန်ပါဘူးကိုကတော့မလုပ်လိုက်သေးတယ်လဲကြာစံချက်တို့ဘာလို့ချက်ရောင်းမယ်ပေါ့ချက်ရောင်းလဲရှုံးမှာပဲကျမဟုတ်လဲဆိုတော့ကောင်းစားတတ်တဲ့လူဆိုတော့ဈေးရောင်းရအဲ့လိုမျိုးကောင်းရောင်းလို့မရဘူးမကျစွန်ကြောက်လဲစွန်ကြောက်စွန်ကြောက်ကအကောင်းစားတွေပါအကောင်တွေပါမင်္ဂလာဆောင်ကဝတ်တာတဲ့တနေ့အိယာနိုးရင်ခေါင်းထဲမှာလေငါဘာလို့စားမလဲငါဘာစားမလဲပဲအတွေးပဲရှိရသေးရခိုင်ရရင်ယောက်ျားတော်မွေးနေခိုင်ရရင်ယောက်ျားနဲ့ဗီဒီယိုကောပြောပါများရင်တော့မပြောချင်တော့အိမ်ထဲမှာနေပြီးတော့ဘာမှလည်းမကြဘာမှလည်းမသိရအတင်းလည်းပြောခံရတယ်ရှယ်ပဲအပြိုးကြမြည်ကြံအပေါ်ငန်ရှယ်ပဲမရင်းကြီးရစားဝိုင်းဘယ်လောက်တော့စကြောတွေတက်လိုက်မှမသိအ
ကြက်မုတ်ထက်လိုက်ရမှာဟမ်အဆိုင်လူသေးရနော်ရုပ်ဒီကကလောအော်သီးတွေနဲ့ထောင်းတာဒီကြက်မုတ်ကလည်းဆက်အရေးတွေဟိုကမယန်းသီးကအရေးတွေထွက်တော့ဟဲတလို့စီရပြမယ်ဝိုးရှယ်ပဲမယန်းသီးတော့ထောင်းစားကြပစုံငပိကိုမီးဖုတ်လုံးတော့ရှုပ်တယ်ခိုးလုံးလားပေလူးညစ်ပတ်နေတာဒါပါပဲလှုပ်စားကြပါမပြီးသွားပါပြီမှာအောင်ဘူးအရန်စားကြမှာအောင်ဘူးအိမ်မှာတော့မပေါ်သေးမယန်းသီးကနောက်တက်တော့မှဒါပဲတတာ